Donald Trump ကမနေ့အားကိုပေါ်လို့ရိုက်ပြီးတော့မှ social media ရောပြီးတော့ဒီ CBS News မှာဖော်ပြလာတယ်လေကျမပြောတယ်နော် Donald Trump ပြတော့ပြီလားမသိဘူးဆိုပြီးတော့မှဘာဖြစ်လို့လဲဆိုရင် Jeffrey Epstein ဆိုရဲ့လိန်ကုန်ကူအမှုပြီးရင်တက်ငယ်မသေးမှုအဲ့လိုမျိုးတွေနဲ့သူတို့ရဲ့ Federal အဆင့်ကနေသူ့ဖမ်းချုပ်ပြီးတော့မှထောင်ထဲမှာရှိနေတဲ့သူ့ပြင်ဆိုင်နေတဲ့အချိန်မှာသူ့ကိုယ်အဆုံးစီရင်လိုက်ပြီးတော့မှဒီမှုကဆက်ပြီးတော့မှစုံစမ်းတယ်ပေါ့နော်စုံစမ်းတယ်ဆိုတာအဓိကဒီမိုကရက်ကနေပြီးတော့သူ့တိုက်ခတ်တယ်လို့သူကပြောပါတယ်ပြီးတော့ဒီမိုကရက်တော့မှဒီမှုကိုပြန်စဖော်ပြီးတော့မှပြန်စစ်ဆေးကြတဲ့အခါမှာသူတို့ရဲ့ email တွေပေါ့နော် email အဆောင်ရင်1300ကျော်တဲ့ထဲမှာ Donald Trump ကအချိန်တရာလို့ပါတဲ့ထဲမှာ Donald Trump ကလည်းအခုပြန်ပြောလာပါတယ်တရားစီရင်ရေးကိုသူတောင်းဆိုထားတယ်ဒီမှုကိုနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးတယ်ဆိုလို့ရှိရင်ဒီထဲမှာတဲ့သူကလည်းအဲ့ထဲမှာပါတယ်ဆိုဒီကိစ္စနဲ့ပတ်သက်ပြီးသူအနေချင်းတီးလိုက်မယ်ပေါ့နော်အဲ့ဒီထဲမှာသူကဘာပြောလဲဆိုရင် Bill Clinton ပါတယ်သမ္မတ Clinton လေပြီးတော့နောက်တစ်ခုကသူ့အမျိုးသမီးသူကတော့မရှိတော့ဘူးသူ့အမျိုးသမီးကရှိတယ်လေသူ့ house ရဲ့ခမ်းမကြီးဖြစ်စီတဲ့ခါမှာသူ့ post တင်လို့သူကတော့ပြောလိုက်သေးတယ်လေကျမကိုတပတ်နှစ်ပတ်လောက်ကလေးကအပေါင်းနေခဲ့တဲ့လူကဒီကိစ္စသိတယ်ဘာလို့လဲဆိုရင်ငါဒီဘောလုံးဒီခမ်းမကိုတဲ့ Monica Lewinsky နဲ့မပြေးလိုက်ရမလားလို့ပြောတာအဲ့ Monica Lewinsky ဆိုတာအဲ့တမဒါနဲ့ဖောက်ပြန်ခဲ့တဲ့မရင်ငယ်လေအဲ့ဒီကိစ္စနဲ့ဖြစ်တယ်ပြီးသူတို့ရဲ့အထက်လို့တော့မှဘယ်ခွဆုံးပြကြမှာသူတမဒါရတို့ကနေနှုတ်ထွက်တော့မှဖြစ်တယ်အဲ့ဒီခေတ္တကိစ္စမှာတဲ့အဲ့ဒီတမဒါပါတယ်သူအဲ့တမဒါကိစ္စတွေပါလို့ဒီလောက်နဲ့သူ့နာမည်ပါတာနဲ့သူပါတာမဟုတ်ဘူးပေါ့ကွာအဲကြောင့်မို့သူရဲ့ရှင်းနေပြစီရင်ရဲ့အချင်းနေချုပ်ပေါ့အဲ့ဒါတွေအကုန်လုံးသူစစ်ဆေးပေးဖို့အတွက်အကုန်လုံးတောင်းဆိုထားတယ်လို့ပြောပါတယ်ထပ်ပြီးတော့ဒီပွဲကလည်းပိုတော့စိတ်ဝင်စားစရာကောင်းတယ်နော် action ဇက်ကဆန်ဆန်နဲ့ဘယ်လိုမှမလဲကျမလည်းစိတ်ဝင်စားတယ်ဒီသတင်းနဲ့ပတ်သက်ပြီးအဲကြောင့်မို့စိတ်ဝင်စားတော့သူများကျမအခင်းနနာ YouTube ရောကျမရဲ့ဒီ TikTok official account မှာပဲအပေါင်းလေးနေပြီးတော့မှညာလေးနေပြခဲ့ကြပါနော်ဘာဖြစ်လို့လဲဆိုရင်ကျမရဲ့ account တူနေကျမမျက်နှာလေးနဲ့တော်လေးတင်လာတယ်နော် like တွေလည်းထောင်ကျော်ရတောင်းကျော်ရပြီးတော့မှကျမကိုတစ်ဖက်တော့ရက်ကွက်ကတိုက်ခိုက်နေကြတဲ့ဟာတွေကျမသိတယ်ဒါပေမဲ့ကျမကသတင်းကိုသတင်းတိုင်းတင်လာပါဘယ်ဆုစ်ကယူတယ်ဆိုတော့ကျမအခိုင်အမာပြောလို့ရပါတယ်အဲကြောင့်မလို့ကျမကိုတိုက်ခိုက်တဲ့သူများကျမ်းပါပါစေချမ်းသာပါစေအားလုံးပဲစီပြီးကြပါစေ bye bye